လုံလေးရှိကြီးများအားလုံးပဲမင်္ဂလာပါ10သိန်းအောင်မှရနိုင်တဲ့ဗတီပါငွေဇက်လေးတွေပစ္စည်းလေးထည့်ရောက်ထားပါတယ်ခင်ဗျာလောဆယ်တော့ပစ္စည်းလေး3မျိုးရောက်ထားပါတယ်ကျွန်တော်တစ်ခုချင်းစီမိတ်ဆက်ပေးပါမယ်ခင်ဗျာပထမဆုံးမိတ်ဆက်ပေးမှာကတော့ဒီဇက်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီဇက်လေးရဲ့ဈေးနှုန်းလေးကတော့9သိန်းကျပ်ပါခင်ဗျာဒီဇက်လေးရတဲ့ဗတီပါဝင်ပါခင်ဗျာကျွန်တော်တို့ဘတ်တွေကိုလည်းကိုကြိုက်လို့ခွဲပြီးတော့ရည်တွက်လို့ရပါတယ်အမခံနေနဲ့တစ်နေ့ပါဝင်ပါတယ်ခင်ဗျာနောက်တစ်မျိုးကတော့ဒီဆက်လေးပဲဖြစ်ပါတယ်ခင်ဗျာသူ့မှာတော့ဒီဘက်မှာလည်း display တစ်ဖက်ပါဝင်ပါတယ်သူကရှေ့မှာလည်းပါဝင်ပါတယ်ခင်ဗျာဒီဆက်လေးရဲ့ဈေးနှုန်းလေးကတော့8သိန်းကျပ်ပါခင်ဗျာသူလည်းပဲအာမခံတစ်နှစ်ပါဝင်ပါတယ်ခင်ဗျာဒါလေးကတော့နောက်ဆုံးမိတ်ဆက်ပေးမဲ့ဆက်လေးပဲဖြစ်ပါတယ်ခင်ဗျာသူ့မှာလည်းဒီဘက်မှာလည်း display တစ်ဖက်ပါဝင်ပါတယ်ရှေ့မှာလည်းပါဝင်ပါတယ်ခင်ဗျာသူကတော့အပေါ်ကတော့တက်ဆက်ခွင့်နဲ့ဖြစ်သွားပါပြီခင်ဗျာဒီဆက်လေးရဲ့ဈေးနှုန်းလေးကလည်း8သိန်းကျပ်ပါခင်ဗျာအာမခံတစ်နှစ်ပါဝင်ပါတယ်ဟုတ်ကဲ့ပါဒီဆက်လေးတွေကတော့1000နဲ့နိုးနေကိုတော့မှရှော့ယူရေရွက်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့တန်ရှင်းပုံမှန်လုပ်ပေးမယ်ဆိုရင်တော့နေ့ကြာကြီးသုံးလို့ရပါတယ်အတုစိတ်ကိုလည်း90ရာခိုင်နှုန်းထိခွဲပေးနိုင်ပါတယ်ခင်ဗျာအမခံနေနဲ့တစ်နေ့ပါဝင်ပြီးစားပေးလည်းရှိတာမို့လုံးဝစိတ်ပူစရာမလိုပါဘူးခင်ဗျာကျွန်တော်ဆိုင်လေးကတော့မန်လေးရပါ35လမ်း8နှစ်8 3ကျောင်းမှာလည်းရှိသလို56လမ်း106 100ခွန်ကျောင်းမှာလည်းရှိပါတယ်ခင်ဗျာပစ္စည်းလေးတွေရှိတော့ဆိုင်ကိုလာဝယ်ဖို့အားလုံးဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာနေရာမှာယူမဲ့မိတ်ဆွေများတို့လည်းကျွန်တော်တို့ကားကိတ်ကနေဒီဇိုင်းပို့ဆောင်ပေးပါတယ်ခင်ဗျာနောက်ထပ်သိချင်တဲ့မှာရှိရင်တော့ခုပြထားတဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်